ဒီနေ့မှာတော့လွယ်မလို့နဲ့အရန်မှာတက်တဲ့ articles A and the အကြောင်းကိုပြပြပါမယ်။ A နဲ့ N ကိုတော့ indefinite articles လို့ခေါ်ပြီးတော့ the ကိုတော့ definite article လို့ခေါ်ပါတယ်။ article A and ကိုတော့ specific မဖြစ်တဲ့ general noun တွေအတွက်ပဲသုံးပါတယ်။ For example, I need a pen. ငါဘောပင်တစ်ချောင်းလိုအပ်တယ်။ဆိုတော့သူလိုအပ်တာကဘောပင်တစ်ချောင်းပဲပေါ့နော်။ဘယ်ဘောပင်ဖြစ်ဖြစ်ရတယ်။ဘသူဘောပင်ဘဲကဘောပင်ဘဲရောင်ဆိုပြီးတော့အတိအကျမပြောထားဘူးပေါ့နော်ဒီလို general nouns တွေအတွက်ဆိုလို့ရှိရင် article an ကိုသုံးလို့ရပါတယ် second example လေးကတော့ I want an umbrella ငါထီတစ်ချောင်းလိုချင်တယ်ဒါဆိုရင်သူလိုချင်တာကထီတစ်ချောင်းပေါ့နော်ဘယ်ကထီဘသူထီဆိုပြီးတော့အတိအကျမပြောထားဘူးဒီလိုမျိုးဆိုလို့ရှိရင်တော့ article an ကိုသုံးလို့ရပါတယ်ဒါပေမဲ့ article a နဲ့ n ကိုတော့singular countable noun တွေအတွက်ပဲသုံးလို့ရပါတယ်article A ကိုတော့ consonant sound တွေနဲ့စားတဲ့စကားလုံးတွေရဲ့ရှေ့မှာသုံးပြီးတော့ article N ကိုတော့ vowel sound တွေနဲ့စားတဲ့စကားလုံးတွေရဲ့ရှေ့မှာသုံးပါတယ်။ဒါကြောင့်မို့လို့ A E I O U vowel ၅လုံးဒါမှမဟုတ်လို့ရှိရင်လည်းအတန်နဲ့စားတဲ့စကားလုံးတွေရဲ့ရှေ့မှာဆိုလို့ရှိရင် article A N N လိုက်ပြီးတော့ကျန်တဲ့ consonant sound ဘခဒီလို consonant sound တွေနဲ့စားတဲ့စကားလုံးတွေရဲ့ရှေ့မှာဆိုလို့ရှိရင် article E ကိုပဲလိုက်ရပါတယ်။ For example, a cat, a dog, a university an apple, an orange, an hour ဒီနေရာမှာတခုသတိထားရမှာက vowel letter နဲ့စတိုင်းလဲ vowel sound မထွက်နိုင်တယ်လို့ consonant letter တွေနဲ့လည်းစတိုင်းလဲ consonant sound မထွက်နိုင်ပါဘူး For example, a university, a unicorn ဆိုတော့ဒီစလုံးနှလုံးကဒီ vowel letter U နဲ့စပေမဲ့သူ့ရဲ့ sound က vowel sound မထွက်တဲ့အတွက်ကြောင့်သူရဲ့ဒီစကားလုံးတွေရဲ့ရှေ့မှာ article A လိုက်ပါတယ် an hour, an honest manဒီစကားလုံးနှလုံးဆိုလို့ရှိရင်လေ consonant letter H နဲ့စပေမဲ့ H ဒီ letter H ရဲ့ sound က silent ဖြစ်သွားပြီးတော့ vowel sound ထွက်တဲ့အတွက်ကြောင့်ဒီစလုံးနှလုံးရဲ့ရှေ့မှာ article an n လိုက်ပါတယ်ဆိုတော့ article A နဲ့ n ကိုအချင်းချုပ်ပြောရရင် article A ကိုတော့ consonant sound နဲ့စတဲ့ singular countable noun တွေရဲ့ရှေ့မှာသုံးပြီးတော့ article n ကိုတော့ vowel sound နဲ့စတဲ့ singular countable noun တွေရဲ့ရှေ့မှာသုံးပါတယ်ပြီးတော့လို့ရှိရင် article an ကိုဒီ noun တစ်ခုကိုပထမဦးဆုံးအချိန် mention လုပ်တဲ့အခါပေါ့နော်ကိုကဘယ် noun မှအတိအကျမသိသေးတဲ့အခါမျိုးမှာဆိုရင် article e ဒါမှမဟုတ် article n ကိုသုံးပါတယ်ဒီမှာလည်း example လေးပြထားရပေါ့နော်article တရရှိတဲ့ကိုတော့ specific ဖြစ်တဲ့ကိုရီအတိအကျသိတဲ့ noun တွေရဲ့ရှေ့မှာသုံးပါတယ်ဆိုတော့ article တရရှိတဲ့ကိုတော့ singular noun ရဲ့ရှေ့မှာရော plural noun တွေရဲ့ရှေ့မှာရောသုံးလို့ရပါတယ်For example, I saw a woman wearing a pink dress. The pink dress was beautiful. ဆိုဒီစာကြောင်းနှစ်ကြောင်းမှာဆိုလို့ရှိရင်ဒီပထမ sentence မှာပေါ့နော်ငါကပန်းရောင်ခေါင်းဝင်ဝတ်ထားတဲ့မိန်းမတစ်ယောက်ကိုတွေ့တယ်ဆိုတော့ဒါကဒီမိန်းမကိုပထမဦးဆုံးချိန်တွေ့တာဖြစ်တဲ့အတွက်ကြောင့်ဒီ article A ကိုသုံးထားရပေါ့နော်The second sentence မှာကျတော့ပထမ sentence ကမိန်းမကြီးဝတ်ထားတဲ့ပန်းရောင်ခေါင်းဝင်လေးကလှတယ်လို့ပြောတာပေါ့နော်ဆိုတော့အခြားပန်းရောင်ခေါင်းဝင်ကိုပြောတာမဟုတ်ဘူး The first sentence ကဟာကိုပြောတာဖြစ်တဲ့အတွက်ကြောင့်ဒါကတိကျတယ်အဲကြောင့်မလို့ pink dress ရဲ့ရှေ့မှာ article တရရှိတဲ့ကိုသုံးပါတယ်ပြီးတော့ကဘာပေါ်မှာတစ်ခုတည်းတော့ရှိတဲ့အရာတွေပေါ့နော်။ the sun တို့ the moon တို့ဒီလို specific ဖြစ်တဲ့ noun တွေရှိမှဆိုလို့ရှိရင်လည်း article တရရှိတဲ့ပဲလိုက်ပေးရပါတယ်။ဆိုတော့အချင်းချုပ်ပြန်ပြောရရင် noun တစ်ခုခုကိုပထမဦးဆုံးအချိန်အနေနဲ့ mention လုပ်တဲ့အခါကျလို့ရှိရင် article A N ကိုသုံးပြီးသွားလို့ရှိရင်ဒီ second ဒုတိယအချိန် mention လုပ်တဲ့အခါကျတော့ articleတရရှိတဲ့ကိုသုံးလို့ရပါတယ် For example, I saw a cat ငါကြောင်လေးတစ်ကောင်ကိုတွေ့ခဲ့တယ် The cat was black ဆိုတော့သူအခုနကတွေ့ခဲ့တဲ့ကြောင်ကိုပဲပြောတာပေါ့နော်နောက်ထပ်အခြားကြောင်ကိုပြောတာမဟုတ်တဲ့အတွက်ကြောင့်ဒီရှေ့ကပြောပြီးသားဟာကိုပြန်ပြီး mention လုပ်တဲ့အတွက်ကြောင့် The cat လို့သုံးထားဖြစ်ပါတယ် The cat was black အဲ့ဒီကြောင်လေးကအမဲရောင်လေးဖြစ်တယ်ပေါ့နော်ပြီးတော့လို့ရှိရင်ဒီ th တဲ့ article th တဲ့ကို singular noun တွေရဲ့ရှေ့မှာသုံးလို့ရတယ်လို့ plural noun တွေရဲ့ရှေ့မှာလည်းသုံးလို့ရပါတယ်So general meanings အနေနဲ့ပြောထားတဲ့ plural noun တွေရဲ့ရှေ့မှာဆိုရင်တော့ article တရရှိတဲ့ထည့်စရာမလိုဘူးပေါ့နော် For example, dogs are loyal animals ခွေးတွေကသစ္စာရှိတဲ့တိရစ္ဆာန်တွေဖြစ်ကြတယ်ဆိုတော့ဒီ sentence မှာဆိုလို့ရှိရင်ဒီခွေးတွေအကုန်လုံးကိုပြောထားတာပေါ့နော်ဆိုတော့ general meaning ဖြစ်တဲ့အတွက်ကြောင့်သူ့ရဲ့ရှေ့မှာ article တရရှိတဲ့လိုက်စရာမလိုပါဘူးဒီ second example မှာဆိုလည်းအဲ့လိုပဲပေါ့နော် teachers work hard ဆရာမတွေကအလုပ်ကြိုးစားရတယ်ဆိုတော့ all teachers ကိုပြောတာဖြစ်တဲ့အတွက်ကြောင့် article တရရှိတဲ့သုံးစရာမလိုပါဘူးဆိုတော့ဒီလောက်ဆိုရင် article A and the ကိုတည်သွားကြလိမ့်မယ်လို့ထင်ပါတယ်နောက်ထပ် video မှာဆိုလို့ရှိရင်တော့ article သုံး
စရာမလိုတဲ့zero articles လေးတွေအကြောင်းကိုပြပြသွားပါမယ် Thanks for watching. See you in the next video. Bye.